episode 9မှာတော့အမှတ်ပေးဖို့ကြေညာနေခဲ့ပြီးဘယင်ကတော့တစ်ဖက်စားစာကို10မှတ်ပေးခဲ့ပေမဲ့ခေါက်တီးကတော့10မှတ်ပဲပေးခဲ့တာကြောင့်ဘယင်လည်းဒေါသထွက်နေခဲ့ပါတယ်။အဲ့နောက်မှာတော့မမျှတတာကြောင့်ကိုဟင်းကိုစားပြီးအမှတ်ပေးကြဖို့ဘယင်ကပြောလိုက်ပါတယ်။နှစ်ဖက်စပုံမှုတွေလည်းကိုဟင်းကိုစားနေကြပြီးအမှတ်ပေးဖို့မေးတဲ့အချိန်မှာတော့ဂျီယောင်ကချက်ပြုတ်ဖို့အတွက်တွေးရချွေးတွေနဲ့ရင်းထားရတာမို့ကိုဟင်းကိုအမှတ်ပေးဖို့မဖြစ်နိုင်ကြောင်းပြောနေခဲ့ပြီးတော့တစ်ဖက်ကတော့စပုံမှုကလည်းတမိုးထားရတဲ့ဖုံးတော်ကြီးတွေရဲ့ဟင်းဖြစ်တာကြောင့်တမိုးဖြစ်ဖို့မဖြစ်နိုင်ဘူးလို့ထပ်ပြောလိုက်ပါတယ်။ဘယင်လည်းဒီလိုဆိုရင်တော့ဒီဟင်းပွဲကိုလည်းတရေပဲပေးဖို့ပြောလိုက်တော့ကောက်တီကတော့သုံးပွဲစလုံးတရေကြရင်အောင်သူတို့အနိုင်ပဲမှုလက်ခံလိုက်ပါတယ်။နောက်ဆုံးပြိုင်ပွဲကိုတော့မနေ့ပြန်မှာကျင်းပမယ်လို့ပြောလိုက်ရင်လည်းဒီနေ့ပွဲလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျီယောင်နဲ့ဆန်ရှီတို့ဟာသူနိုင်နေကိုနိုင်နေနဲ့အစနောက်တွေကဇကန်နိုင်ထိုးနေကြတာပေါ့။အဲ့ဒီအချိန်မှာပဲအထိန်တော်ရောက်လာပြီးဘယင်ကအခေါ်လိုက်ကြောင်းဂျီယောင်ကိုပြောနေခဲ့ပါတယ်။ဂျီယောင်ရောက်သွားတဲ့အခါမှာတော့ဘယင်ကိုယ်တိုင်ရင်းနှီးချက်နေတိုင်းနဲ့ပင်မရင်အနားယူဖို့နဲ့ဒီတိုင်းပြည်အရေးကိုထမ်းကိုင်းတယ်လို့ဖြစ်နေတာကြောင့်စိတ်မကောင်းဘူးလို့ပြောကတော်ကီဖုတ်ပြီးဘော်လီပြုတ်ဖို့စူးစမ်းနေခဲ့ပါတယ်။အဲ့နောက်မှာတော့လက်ကဒဏ်ရာကိုအဆင်ပြေရဲ့လားလို့မေးလိုက်ပြီးအဆင်မပြေရင်ဒီပွဲကိုတောင်းပန်ပြီးရက်ခိုင်းလိုက်မယ်လို့ပြောလိုက်ပါတယ်။ဂျီယောင်ကတော့သူ့ရဲ့အိုင်တော်ရဲ့အရှုံးမပေးတဲ့စူးစမ်းတဲ့ချင်းနဲ့သူ့ပေးနာကစပုံမှုတွေကြောင့်စူးစမ်းမယ်လို့ပြောနေခဲ့ပြီးအိုးအဖုံးကိုသာအချိန်မှန်ရောက်ဖို့လိုချက်ကြောင်းပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာတော့မိပြေကောင်ကြီးကဂျိုဆွန်းတို့မနိုင်သေးတာကြောင့်စိတ်တူနေခဲ့ပေမဲ့ကျင်ရတော်မကတော့ဂျိုဆွန်းတို့မရှုံးလို့စိတ်တူနေခဲ့ပါတယ်။နောက်တစ်နေ့ပြန်ပွဲမှာတော့ချက်ပြုတ်ရမယ့်ဟင်းညာကဆွပြုတ်ဖြစ်ပြီးနှစ်ဘက်ကအပြိုင်ဆိုင်ပြင်ဆင်နေကြပါတယ်။ဂျီယောင်တို့ကတော့မဲဖင်ချင်းစင်းတုတ်ကိုချက်ပြုတ်ဖို့လုပ်နေပြီးမင်းနိုင်ငံကတော့ရှားပတ်ပင်လယ်စာတွေနဲ့ချက်ဖို့လုပ်နေခဲ့ပါတယ်။ဂျီယောင်တို့ကတော့ချက်ပြုတ်ရမှာအဓိကကြတဲ့အိုးအဖုံးမရှိတာကြောင့်စိတ်ညစ်နေတဲ့ချိန်အဲ့ဒီချိန်ကောင်းကင်ကနေလေပြန်နဲ့ရောက်လာသူကတော့တုတ်ကြီးပဲဖြစ်ပါတယ်။ရုတ်တရက်ဘာကြီးမှမသိတာကြောင့်ရဲမက်တွေကဝိုင်းထားခဲ့ပေမဲ့ဂျီယောင်ကိုအဖုံးလာပေးတာလို့ပြောလိုက်တော့ဝင်ခွင့်ရသွားပြီးဂျီယောင်လည်းပြောနေခဲ့ပါတယ်။အဲ့နောက်မှာတော့ချက်ပြုတ်ဖို့စတင်ခဲ့ပြီးဖျားသုံးအိုးကိုမမြင်ဘူးတဲ့တောသားတွေကတော့တန်းအံ့တော်နဲ့ဖြစ်နေခဲ့ကနောက်ဆုံးမှာတော့ဟင်းပွဲတွေကအစင်အသစ်ဖြစ်နေခဲ့ပါပြီ။အဲ့နောက်မှာတော့ဂျီယောင်တို့ဟင်းပွဲကိုမြည်ကြည့်လိုက်ပြီးရတာကဂျင်းစင်းနဲ့ပေါင်းဆက်ထားတာကြောင့်တက်ကြွတဲ့ချက်ဖတ်ဖြစ်ကဇာမနီငတ်တွေကိုပါမြင်နေခဲ့ပါတယ်။မင်းနိုင်ငံဟင်းပွဲလေးရောက်တဲ့အခါမှာတော့မြည်ကြည့်လိုက်တော့ရတဆုံးကလက်ထဲရောက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့တစ်ဖက်ဟင်းပွဲတွေကိုအချင်းချင်းပြန်လဲမြည်ရမှာဖြစ်ပြီးတော့တယောက်ကို10မှတ်ပေးခွင့်ရမှာပါ။ဒါပေမဲ့မင်းနိုင်ငံစပုံမှုတယောက်ကတော့ရတာမီဖို့တုံဆိုင်နေတာကြောင့်ဂရင်းပြက်နေကြောင်းဂျီယောင်တယောက်သဘောပေါက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ဟင်းထဲကိုအစုံပေါင်းထည့်ပြီးကျွေးလိုက်တော့မှစားခဲ့ပါတယ်။တကယ်တော့အဲ့စပုံမှုကငယ်တဲ့အရတာပြက်နေခဲ့ပြီးအဖွားကိုဖြစ်သူချက်ပေးတဲ့ဟင်းပေါင်းကိုရတာရှိရှိစားခဲ့တာပါ။အဲ့နောက်မှာတော့ဂျီယောင်ရဲ့ဟင်းပွဲကိုစားလိုက်ပြီးမဲယူတွေကြလာကအဖွားချက်တဲ့အရတာမျိုးရတာကြောင့်ဂျီယောင်ကိုချီးကျူးလိုက်ပါတယ်။အဲ့နောက်မှာတော့အမတ်ပေးပွဲပြီးဆုံးသွားခဲ့ပြီးဂျီယောင်တို့ကတမတ်အသားနဲ့အနိုင်ရရှိခဲ့ပါတယ်။တစ်ဖက်နဲ့တစ်ဖက် respect ရှိနှုတ်ဆက်ခဲ့ကြပေမဲ့ပျော်နေတဲ့တန်မတ်ကတော့ငားမရရေချိုးပြန်ဖို့လုပ်နေပြီးဂျီယောင်ကိုမင်းနိုင်ငံကိုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ဘယင်လည်းသူချစ်ချစ်ကိုခေါ်သွားမယ်ဆိုတဲ့တန်မတ်ကိုတစ်ချက်တီးလွှတ်လိုက်ရင်ရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ပါတယ်။အဲ့ဒီအချိန်မှာပဲမိပြကောင်ကြီးဝင်လာပြီးတန်မတ်ကိုသူ့ရဲ့အမဝင်ကအရင်အေဂရစ်ဘယင်ရဲ့မိဖုရားလို့ပြောလိုက်ပြီးစာကိုပြလိုက်တော့မှတန်အမတ်လည်းယူကျင်အောင်ဆောင်ကလစ်ထွက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျီယောင်ကိုမင်းသားငယ်ချင်းမြောင်းကဂျင်းစင်းချက်မဲသားစားကျင်ကြောင်းပြောနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမင်းသားကြီးချင်းမြောင်းကဂျင်ရတော်မကိုမင်းသားလေးချင်းမြောင်းရဲ့အားစီးထဲမှာပါတဲ့ຢာကဂျင်းစင်းနဲ့မတည့်တာကြောင့်ဂျီယောင်လှုပ်ကြံတယ်လို့ဖြစ်အောင်လုပ်ဖို့ကြံနေခဲ့ပါတယ်။အဲ့နောက်မှာတော့ဘယင်ကိုနှမ်းချပြီးဂျင်ရတော်မကိုမိဖုရားအဖြစ်မြောက်မယ်လို့ပြောလိုက်ပါတယ်။ညဘက်မှာတော့ဂျီယောင်ကနိုင်သွားတာကြောင့်ပြောနေခဲ့ပြီးဂီကုန်းကိုတော့တော်ကီဖုတ်နေခဲ့ပေမဲ့ဂီကုန်းကတော့မော်တော်မောင်းနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဘယင်ကဂျီယောင်ကိုမင်းသားလေးအတွက်အချိုပွဲမုတ်ကိုပါလောက်ခိုင်းနေပြီးအတူတူစားဖို့ပြောကအင်ကြီးအသေးလေးလက်ဆောင်ပေးခဲ့ပါတယ်။အဲ့နောက်မှာတော့စားပြီးရင်ဥယျာဉ်ထဲမှာလာတွေ့ဖို့ပြောလိုက်ပေမဲ့ဂျီယောင်ကတော့မင်းနိုင်ငံစပုံမှုတွေကိုနှုတ်ဆက်ပြီးမှဝင်ခဲ့မယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့စားပြီးတော့ပြီးဂျီယောင်တယောက်မင်းနိုင်ငံစပုံမှုတွေကိုနှုတ်ဆက်နေခဲ့ချိန်ဆန်ရှီကတော့ဘယင်ထံအမှားစကားပြောပြဖို့ခိုင်းကနားမလည်တဲ့စကားတွေနဲ့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ပျော်ရွှင်စွာပြန်လာတဲ့ဂျီယောင်ကိုမိဖုရားကြီးကမပြောမဆိုပဲပါတစ်ချက်တီးလွှတ်လိုက်ကသူ့သားကိုအစိတ်ကတ်တယ်လို့ဆိုပြီးဖမ်းခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျင်းနဲ့နေတဲ့ဂျင်တော်မကိုတွေ့ရပြီးတစ်ဖက်မှာတော့သူ့ချစ်ချစ်ကိုစောင့်မျှော်နေတဲ့ဘယင်ကဂျီယောင်ကိုစောင့်နေနေတဲ့အပီဆုံးနိုင်လေးကပြီးဆုံးသွားခဲ့ပါတယ်